online shop ကိုမှတ်ပုံတင်မိသူတွေအထူးဂရုပြုရမယ့်အဖြစ်ပစ္စည်းပါသိမ်းမယ်တဲ့ထိုင်းစားတောက်ကုန်တွေကို online ကနေရောင်းချနေသူများကျမလိုမဖြစ်အောင်သတိထားစေလိုပါတယ်ဖြစ်စဉ်က online မှာမှတ်ပုံတင်လျှောက်ထားပြီးမှ online ဈေးရောင်းဖို့ထုတ်ပြန်လာလို့လိုင်စင်လျှောက်ဆိုလို့လဲလျှောက်ထားလိုက်ပါတယ်လိုင်စင်လျှောက်လို့လိုင်စင်လဲကျလာပါတယ်အခုဘာဖြစ်လဲဆိုတော့ online ကနေစောင့်ကြည့်ဆိုပြီးကျမလိုင်စင်ပါလိပ်စာကိုဝင်ရောက်စစ်ဆေးပါတယ်သူတို့စားတောက်ကုန်နဲ့ညှိတယ်ဆိုတဲ့ပစ္စည်းတွေကိုသိမ်းဆည်းသွားပါတယ်ထိုင်းကော်ဖီတွေနဲ့မိတ်တွေကိုသိမ်းဆည်းသွားပါတယ်သူတို့သိမ်းဆည်းသွားတဲ့ပစ္စည်းတွေဆိုတာကလည်းမြန်မာဘက်ကဆိုင်တွေမှတွေနောက်ကျမလို online တီးတန့်ရောင်းနေတဲ့ပေတွေမှာလည်းတင်ပြီးရောင်းချနေကြတာပါပဲသူတို့ကပစ္စည်းကိုသိမ်းရုံမကဘူးခံဝင်ပါထိုးခိုင်းပါတယ်online မှတ်ပုံတင်ခိုင်းတာသူတို့ဒါမျိုးတွေလုပ်ချင်လို့တင်ခိုင်းမှန်းအခုမှသဘောပေါက်ပါတယ်ဒါကြောင့်ကျမအခုလက်ရှိပေကိုရက်ပြီးအတစ်ထောင်ပြီးမှဈေးဆက်ရောင်းရမလားပေကိုရက်ဖို့ကြတော့လဲပေက9နှစ်သက်တမ်းရှိပြီမလို့ဖော်လိုဝါ4000နီးပါးရှိနေတော့လဲကိုတီဆောက်ထားတဲ့အရာလေးမလို့နှမျောမိပါတယ်အခုစိတ်တွေလည်းညစ်ပြီးဘာလို့ရမလဲမသိလို့ကျမကိုအကြံဉာဏ်လေးတွေပေးကြပါဦးရှင်